လွမ်းပိုင်လို့အညာကျအစရောမဟုတ်ပဲမြန်မာအချမ်းသာဆုံးစင်းဝင်ခရိုနီတထေးကြီးထက်ခံဝင်းနဲ့မကြခင်လက်ထက်တော့မယ်နော်ပေါ့အခုစဉ်အင်တာနက်ပေါ်မှာယူအန်စာနေတာကလွမ်းပိုင်လို့အညာကျအစရောကိုမရွေးချယ်ပဲအချစ်ကိုအုံနောက်နဲ့ရွေးချယ်ခဲ့တဲ့နော်ဘောအထားရဲ့တစ်ချိန်ကဇလန်လေးပါရှင်အခုချိန်မှာအားလုံးသိကြတဲ့အတိုင်းလွမ်းပိုင်နဲ့နော်ဘောတို့ကတစ်ချိန်ကအရန်ချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်အထူးသဖြင့်လွမ်းပိုင်နဲ့နော်ဘောတို့ကလွင်ခဲ့တဲ့9နှစ်တာကာလတုန်းကထွက်ရှိခဲ့တဲ့လွမ်းပိုင်ရဲ့မျှော်နေမဲ့စောင်းတချင်းရိုက်ကိုရင်းနဲ့ယင်းဒီကဇလန်တွေဖြစ်ခဲ့ကြပုံရပါတယ်အဲဒီနောက်မှာတော့ယင်းတွေကဒနာရီရုပ်တန်ဇလန်ကျွဲမှာဇုံတွေရိုက်ကူးမှုနဲ့အကျူလွှမ်းပိုင်နဲ့နော်ဖိုးတို့ကတော်တော်လေးကိုအနေနီးစက်ခဲ့ပုံရပါတယ်။ဒါကြောင့်လဲလွှမ်းပိုင်ကသူ့အစတော်မဖြစ်ခင်မအောင်မြင်ခင်အချိန်ကလေးကကျွဲလာတဲ့ချစ်သူဘော်ဘီဆော့ကစားနဲ့လမ်းခွဲခဲ့ကနော်ဘောအထားရဲ့အချစ်တွေနဲ့တာယာပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လွှမ်းပိုင်မသိလိုက်တာကနော်ဘောဟာသူ့ကိုအမှန်တကယ်မချစ်ခဲ့ဘူးဆိုတာပါပဲ။ဒါကြောင့်လဲနော်ဘောအထားဟာလွှမ်းပိုင်ကို official တောင်မတွဲခဲ့ပဲအဆက်ဖြစ်ခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်အနုပညာလောကမှာထိတ်တန့်မင်းသမီးမို့အောက်ခြေဘွားကနေစခဲ့တဲ့နော်ဘောအထားဟာလွှမ်းပိုင်လိုအညာရအစတော်ကိုမရွေးချယ်ခဲ့ပဲမြန်မာနိုင်ငံရဲ့ထိတ်တန့်ခရိုနီတထေးကြီးတယောက်ကိုပဲရွေးချယ်ခဲ့ပါတယ်။ဒါကြောင့်လဲလွှမ်းပိုင်တယောက်အသက်ကွဲလေးလွန်ပြီးမှမမနန်းဆွေဒီစိုးနဲ့တွေ့ကကန်ကောင်းခဲ့ရတာဖြစ်ပါတယ်။နော်ဘောအထားကအခုလက်ရှိတွဲနေတဲ့သူကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံးတထေးကြီးတယောက်ဖြစ်တယ်လို့သိရပါတယ်။ကိုတက်ခိုင်ဝန်းလိုအမည်ရတဲ့နော်ဘောအထားရဲ့ချစ်သူကမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တထေးတဦးဖြစ်ကရုပ်ရှင်ထုတ်လုပ်ရေးပရိုဂျူဆာအလုပ်ကိုလုပ်ကိုင်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်ကိုတက်ခိုင်ဝန်းက Heplay ရုပ်သံ application နဲ့အတူတခြားသောမြန်မာနိုင်ငံရဲ့ဖျော်ဖြေရေးရုပ်သံကဏ္ဍတွေမှာပါဝင်လှုပ်ဆောင်နေသူတဦးဖြစ်တယ်လို့လည်းသိရပါတယ်။အခုလက်ရှိမှာနော်ဘောရဲ့ထားပါဝင်တရုပ်ဆောင်ပြီးအရန်ကိုလူကြိုက်များအောင်မြင်နေတဲ့ကျင်ပေါ်ရုပ်သံဇလန်တွေကိုလည်းနော်ဘောရဲ့ထားရဲ့ချစ်သူကိုတက်ခိုင်ဝန်းကပဲအကုန်ကြက်ခံစီစဉ်ရိုက်ကူးခဲ့တာဖြစ်ကြောင်းသိရပါတယ်။ကိုတက်ခိုင်ဝန်းနဲ့နော်ဘောတို့ကချစ်ကြိုက်နေကြတာကအချိန်တိုင်းတာတစ်ခုတည်းကြာမြင့်လာပြီဖြစ်တယ်လို့လည်းဆိုပါတယ်။ကိုတက်ခံဝန်းနဲ့နော်ဖော့အထားတို့ချစ်ကြိုက်နေကြတာကိုအနုပညာရှင်အတန်းဝဲတစ်ခုလုံးသိနေကြတာဖြစ်ကကိုတက်ခံဝန်းနဲ့နော်ဖော့အထားတို့ကမကြာခဏပွဲလန်းသဘင်တွေကိုလည်းအတူတူတက်ရောက်လေးရှိပါတယ်။ပြီးခဲ့တဲ့လပိုင်းတုန်းကဆိုရင်ကိုတက်ခံဝန်းနဲ့နော်ဖော့တို့ကကိုတက်ခံဝန်းမွေးနေ့ကိုကလောမျိုးမှာအတူတူဖြတ်တန်းခဲ့ကြတာဖြစ်ပါတယ်။တချို့သတင်းတွေအရထက်ခံဝန်းကနော်ဖော့အထားကိုအရန်ကိုချစ်မြတ်လို့တံမိုးထားကအလိုလိုက်တယ်လို့လည်းသိရပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့လွှမ်းပိုင်တဲ့နန်ဆူရိုရဲ့စနက်ကြောင့်နော်ဖော့အထားကခေါင်းဖော်နိုင်လောက်အောင်ဝေဖန်ပြစ်တင်ခံနေရတာဖြစ်ပါတယ်။ဒီလိုချိန်မှာနော်ဖော့အထားရဲ့ချစ်သူကိုထက်ခံဝန်းကတော့ချစ်သူလေးကိုတစ်စက်လေးမှအပြစ်မမြင်နားလည်ပေးပြီးနော်ဖော့အထားဘေးနားမှာဖေးမပေးရင်ရှိနေတာဖြစ်ပါတယ်။အခုနော်ဖော့တယောက်တလောကလုံးကဝိုင်းပြောခံရလို့စိတ်သက်ကြနေချိန်မှာတော့ကိုထက်ခံဝန်းကနော်ဖော့အထားစားဖို့အတွက်နော်ဖော့ကြိုက်တဲ့အမုံလေးတွေလာပို့ပါတယ်။ဒီလိုကိုထက်ခံဝန်းရဲ့ချစ်တမ်းမှုကြောင့်နော်ဖော့အထားတယောက်တလောကလုံးကအပြစ်တင်နေရင်တောင်ချစ်သူလေးအတွက်အားတင်းရင်းနဲ့ဖြတ်တန်းနိုင်ပါတယ်။နော်ဖော့အထားကကိုထက်ခံဝန်းကသူမကိုပြုံးအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းသိတယ်လို့ဆိုပါတယ်။နော်ဖော့အထားကဒီလိုကိစ္စတွေဖြစ်ပြီးမှတော့ကိုထက်ခံဝန်းနဲ့အမြန်ဆုံးလက်ထပ်တော့မယ်လို့လည်းသိရပါတယ်။ပြည်သက်တွေကတော့နော်ဖော့အထားကဘာဆိုင်ကိုဝုံမုံရွှေမယူခဲ့သလိုလွှမ်းမိုင်လိုအညာတရအစတော်ကိုမယူဘဲချမ်းသာကြုံရတဲ့တထေးကြီးကိုပဲရွေးချယ်တာတိတ်ကိုမှန်လွန်းတယ်လို့လည်းဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေ